ပိုးရှိရှိတုန်းကမင်းကလေးတယောက်ရှိတဲ့သူဟာငယ်စဉ်ကလေးကထူးဆန်းလုံးတဲ့ယောဂဆိုတစ်ခုကိုခံစားခဲ့ရတယ်။ရေတောက်လိုက်တိုင်းသူမရဲ့လက်တွေဟာခြောက်သွေ့နေတဲ့တစ်သားကိုင်းတွေအဖြစ်ပြောင်းလဲသွားတတ်တယ်။ဒါကြောင့်သူဟာကြောက်လန့်တကြားနဲ့ရေကိုတောင်မတောက်ရဲပဲအောက်အီးနေခဲ့ရတယ်။ဒါပေမဲ့လည်းမအောက်နိုင်လို့တိတ်တဆိတ်ရေလေးတငုံလောက်တောက်မိလိုက်တိုင်းမှာတော့ယောဂကပိုဆိုးလာပြီးခြေထောက်တွေပါတစ်သားခြောက်တွေဖြစ်ကုန်တာပါ။နောက်ဆုံးတော့မင်းကလေးဟာအပြင်ကိုခြေတလန်းတောင်မလန့်ရဲတော့ပဲကိုအခန်းထဲမှာပဲပိတ်လောင်ထားခဲ့ရတယ်။မိဘတွေခမများလဲစိတ်ပူလွန်းလို့နာမည်ကြီးဆရာဝန်တွေကိုနေရာအနှက်လိုက်ရှာပြီးပြသခဲ့ပေမဲ့ဘယ်သူမှမကူနိုင်ခဲ့ကြဘူးတဲ့နောက်ဆုံးမှာတော့မျိုးနွယ်စုရဲ့အကြီးအကဲစီကိုခေါ်သွားပြီးအကူအညီတောင်းကြရတော့တာပေါ့အကြီးအကဲကမင်းကလေးကိုတေချာစစ်ဆေးကြည့်ပြီးနောက်ဒီကလေးမလေးဟာအသက်16နှစ်မတိုင်ခင်အိမ်အောင်ပြုနိုင်မှသာဒီယောဂဆိုကပျောက်ကင်းနိုင်လိမ့်မယ်လို့မိန့်ကြားလိုက်တယ်အဲ့ဒီအချိန်ကစပြီးမင်းကလေးဟာအသက်ရှင်ခြင်းနဲ့ဆွဲစိတ်လေးနဲ့အားတင်းနေထိုင်ခဲ့တယ်ဒါပေမဲ့လည်းဒီမျောလင်းချက်ဟာမကြခင်မှာပဲပျက်စီးသွားခဲ့ရတယ်မျိုးနွယ်စုထဲမှာဘသူကမှဒီလိုမင်းကလေးမျိုးကိုလက်မထက်ချင်ကြဘူးငယ်စဉ်ကလေးကဆစ်ဆက်ထားတဲ့ငယ်တငယ်ချင်းကတောင်သူမကိုယွန်ရှာမုန်းတီးတဲ့အကြည့်တွေနဲ့ပဲကြည့်တော့တာပေါ့အရွယ်ရောက်ဖို့အချိန်ကြီးကလာတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာအပူတပြင်းနဲ့ပန်းရင်ခတ်ပြီးတမီးအတွက်ခင်မိုးရှာပေးဖို့ဆုံးဖြတ်လိုက်ရတယ်မင်းကလေးကလည်းဒါဟာငါကံကြမ္မာပဲဆိုပြီးလက်ခံလိုက်ရတာပေါ့ဒီဘောလုံးကဘသူ့လက်ထဲပဲကြကြသူ့နဲ့ပဲလက်ထက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်မထင်မှတ်ထားပဲပန်းရင်ခတ်ဘောလုံးကိုပြစ်လိုက်တဲ့အချိန်မှာတော့နတ်ဖျားတွေရဲ့စီတန်းလက်လက်ပွဲနဲ့တွားတိုးပါလေရောအန်အောစရာကောင်းတာကအဲ့ဒီပိုးထဲဘောလုံးလေးဟာမျိုးနွယ်စုစောင့်နှက်မင်းကြီးရဲ့လက်ထဲကိုတက်တက်မတ်မတ်ကျသွားခဲ့တယ်ဒီဖြစ်ရကြောင့်တမျိုးနွယ်စုလုံးတုံလုံးချောက်ချသွားကြတယ်အဲ့ဒီညမှာပဲမျိုးနွယ်စုအကြီးအကဲကမင်းကလေးကိုနှက်ရုပ်တုရှိမှဒူးထောက်ပြီးတောင်းပန်ခိုင်းတယ်အမွှေးတိုင်3တိုင်ကိုထုံပေးထားပြီးအဲ့ဒါတွေကုန်မှထားရမယ်လို့အမိန့်ပေးခဲ့တာပေါ့မင်းကလေးခမများလည်းမလုံမရှက်ပဲအမိန့်ကိုနာခံနေခဲ့ရတယ်အကြီးအကဲကတပြင်းတစ်ချက်ချပြီးထွက်သွားတော့မှမင်းကလေးဟာရှေ့ကနှက်ရုပ်တုကိုမော့ကြည့်ရတော့တယ်အဲ့ဒီနှက်ရုပ်တုဟာအရန်ကိုခန့်ညားတဲ့မျက်နှာပိုင်းရှင်ဖြစ်ပြီးမျိုးနွယ်စုကနှစ်ပေါင်း1000တိုင်ကိုးကွယ်လာခဲ့တာပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း1000တုန်းကရန်သူတွေကျူးကျော်လာတဲ့အချိန်မှာဒီနတ်မင်းကပဲကဲတင်ခဲ့တာမို့အခုထိဘယ်ရန်သူမှမတိုက်ရဲကြတော့ဘူးလေမင်းကလေးဟာနာရီပေါင်းများစွာဒူးထောက်နေရတာမို့တကိုယ်လုံးနာကျင်နေပါပြီအမွှေးတိုင်ကလည်းနည်းနည်းလေးပဲကုန်သေးတယ်လေအချိန်အတော်ကြာတဲ့အခါမှာတော့မင်းကလေးဟာစာလောင်မောပန်းလာပြီးခြေထောက်တွေပါထုံကျင်သွားတော့တာပေါ့ရုတ်တရက်ဆိုသလိုနောက်ဘက်ကတကားပွင့်တန်ကြားလိုက်ရလို့အကြီးကဲပြန်လာပြီးအမှတ်နဲ့တမိအပြင်းမထူပါဘူးလို့အမြန်ပြောလိုက်တယ်ဒါပေမဲ့ပြန်ကြားလိုက်ရတာကခန့်ညားတဲ့အမျိုးသားတန်တန်ဖြစ်နေတယ်မင်းကလေးကတော့သူ့ကိုလာလောင်တဲ့မျိုးနွယ်စုဝင်တယောက်ပဲထင်နေခဲ့တာပေါ့အဲ့ဒီအမျိုးသားကသူမရဲ့နာမည်ကိုမေးတယ်ပြီးတော့ဘာလို့ပန်းရင်ခတ်ပြီးခင်ပွန်းရှာရတာလဲလို့လည်းမေးတယ်မင်းကလေးကလည်းရိုးရိုးသားသားပဲသူမမှာထူးဆန်းတဲ့ယောဂရှိလို့အိမ်အောင်ပြုမှပျောက်မှာမို့လို့ပါလို့ပြန်ပြောလိုက်တယ်ဒါကိုကြားတော့အမျိုးသားကလှောင်တလူလိုနဲ့ရေမောလိုက်တယ်မင်းကလေးကတော့သူတပားကဲရတာတွေကိုနေသားကြနေပြီမို့လို့ဂယုမဆိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲသူမလက်ထဲကအမွှေးတိုင်ဟာထူးထူးဆန်းဆန်းမြဲမြဲဆန်းဆန်းလောင်ကျွမ်းသွားတာကိုသတိထားမိလိုက်တယ်အမျိုးသားကစကားဆက်ပြောဖို့ပြင်နေတော့မှပဲတကားကထပ်ပွင့်လာပြန်တယ်အဲ့ဒါကတော့စိတ်ဆက်ထားတာကိုဖျက်ခဲ့တဲ့ငယ်တငယ်ချင်းပါပဲသူကမင်းကလေးအတွက်မုံတွေယူလာပေးပေမဲ့မင်းကလေးကတော့အပြစ်ဒဏ်ခံနေရချိန်မှာမစားနိုင်ဘူးဆိုပြီးညင်းလိုက်တယ်ငယ်တငယ်ချင်းဖြစ်သူကလည်းစမတိုက်တုံးပဲဘေးမှာထိုင်ပြီးသူမကိုကြည့်နေခဲ့တယ်အဲ့ဒီတော့မှမင်းကလေးကသူမနောက်ကအမျိုးသားကိုတတိယပြီးဘယ်ရောက်သွားလဲလို့မေးလိုက်တာပေါ့ဒါပေမဲ့ငယ်တငယ်ချင်းကတော့ဒီထဲမှာငါတို့နှစ်ယောက်ပဲရှိတာပါလို့အန်အော်တကြီးပြန်ပြောတယ်မင်းကလေးလည်းငြိမ်သက်သွားပြီးဆက်ပြီးဒူးထောက်နေခဲ့ရတယ်ခဏကြာတော့ငယ်တငယ်ချင်းကပြန်ဖို့ပြင်းတဲ့အချိန်မှာမင်းကလေးဟာမအောင်နိုင်တော့ပဲဘာလို့စစ်ဆက်ထားတာကိုဖျက်ခဲ့တာလဲငါအတွက်ဘာလို့အခွင့်အရေးမယူပေးခဲ့တာလဲလို့အဖြစ်တင်စကားပြောလိုက်တယ်ငယ်တငယ်ချင်းကတော့ဘာမှပြန်မပြောပဲထွက်သွားခဲ့တော့တယ်အဲ့ဒီအချိန်မှာပဲသူမလက်ထက်ကအမွှေးတိုင်လေးလည်းငိမ့်သွားခဲ့တယ်နောက်တစ်နေ့မှာတော့မျိုးနွယ်စုအကြီးအကဲကနတ်ဖျားနဲ့လက်ထက်ရမယ်ဆိုတဲ့အစီအစဉ်ကိုဖျက်သိမ်းဖို့ရပူဇော်ပွဲလုပ်တယ်ဒါပေမဲ့ရုတ်တရက်လေပြင်းတွေတိုက်ခတ်လာလို့အခမ်းအနားပြတ်သွားခဲ့ရတယ်မိဘတွေကလည်းတမီးရဲ့ရှေ့ရအတွက်စိုးရိမ်လွန်းလို့မျိုးနွယ်စုကနေထွက်သွားပြီးအသက်ရှင်ဖို့လမ်းဆရှာပါတော့ဆိုပြီးတိုက်တွန်းကြတယ်မင်းကလေးလည်းအထုပ်ပိုးလေးပြင်ပြီးအိမ်ကနေထွက်လာခဲ့ရတော့တာပေါ့လမ်းမှာတော့နောက်ကနေခေါ်တန်ကြလို့လှည့်ကြည့်လိုက်တဲ့အခါအနက်ရောင်ဝတ်စုံနဲ့အရန်ခံရတဲ့အမျိုးသားတယောက်ကိုတွေ့လိုက်ရတယ်သူ့မျက်နှာကိုမြင်ဘူးတလို့ရှိပေမဲ့ဘယ်မှာမြင်ဘူးလဲဆိုတာမင်းကလေးမမှတ်မိဘူးသူစကားပြောလိုက်တော့မှဝစ်ကြောင်းတော်မှာတွေ့ခဲ့တဲ့လှုပ်ဝက်ဆန်းပြတဲ့အမျိုးသားဆိုတာသိသွားတော့တယ်အဲ့ဒီအမျိုးသားကဘယ်သွားမလို့လဲလို့မေးတဲ့အခါမင်းကလေးကလည်းမျိုးနွယ်စုထဲမှာသူမကိုလက်ထပ်မဲ့သူမရှိလို့တခြားမှာလမ်းဆရှာရမယ်လို့ဖြေလိုက်တယ်သူမလှည့်ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအမျိုးသားကသူမကိုလှမ်းဆွဲထားလိုက်တယ်ပြီးတော့သူကပန်းရင်ခတ်ဘောလုံးလေးကိုမြောက်ပြပြီးဒီဘောလုံးကငါလက်ထဲကိုကြားခဲ့တာဆိုတော့ငါတို့နှစ်ယောက်ကလက်ထပ်ရမှာပေါ်လို့ပြောလိုက်ပါတော့တယ်